မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာလေးကတော့မခွေမျိုးစားတစ်မျိုးဖြစ်တဲ့ကီပေါ့နော်ကီဆိုတဲ့မခွေမျိုးစားလေးပေါ့နော်ကီဆိုတာဘယ်လောက်လဲပေါ့နော်ဒီထောက်လိုက်တဲ့ပုံစံအတူတူပဲပေါ့နော်သူလည်းမခွေမျိုးစားလေးပေါ့ဘယ်လောက်လဲဆိုတော့ဒီပဲရတယ်ဒီပဲအတူတူပဲနော်ကီဒီထောက်လိုက်နဲ့မတူတာကြရင်နော်သူထောက်ရိုင်ကဘယ်လောက်လဲသူတစ်လုံးလုံးလဲမေးလို့ရတယ်ပေါ့နော်ဒီကီကတော့ကီခပ်လို့မေးလို့မရဘူးပေါ့သူတစ်လုံးလဲဆိုရင်အဓိပ္ပာယ်မရှိဘူးပေါ့နော်ဒါဆိုရင်ဘယ်လိုမျိုးသုံးလဲဆိုတော့ဒီနေ့စီနေကြည့်မယ်ခင်ဗျသူ့ကိုအရေးတွေးပြတ်နိုင်စားတွေအရှိမအမြဲထားပေးရတယ်ပေါ့အဲဆိုကီကိုဘယ်မှာထားမလဲဆိုရင်တော့အရေးတွေးပြတ်နိုင်စားတွေအရှိမှာပေါ့နော်ဒီကီရဲ့နောက်မှာအရေးတွေးပြတ်နိုင်စားလေးပါမှာပဲအဆင်ပြေမှာပေါ့နော်အဲဆိုရင်တော့ကြည့်မယ်ဗျကရိယာရဲ့အနောက်မှာလည်းနေမယ်ပေါ့နော်ဒီကီရဲ့ကရိယာစကားလုံးရဲ့အနောက်မှာနေမယ်ဒီအရေးတွေးပြတ်နိုင်စားတွေအရှိမလည်းထားပေးရမယ်ပေါ့နော်သူတစ်ဆိုရင်အဓိပ္ပာယ်မပြည့်စုံပါတဲ့သူအဓိပ္ပာယ်မရှိဘူးပေါ့နော်ဒါဆိုရင်ဥမာကြည့်မယ်ဗျဘယ်နဲ့ရောက်သွားမလဲဆိုပြီးမေးလေဆိုရင်ဂျပန်ကီခွန်ခဒီဝိကြမှာသွားမလဲဖြစ်တဲ့အတွက်အခုကရိယာကြာလေးပါတယ်ပေါ့နော်သွားတာကရိယာပေါ့နော်ကရိယာပိုင်ဂျပန်ပိုင်ရဲ့ကရိယာရဲ့နောက်မှာလည်းဖြစ်ရမယ်ဖြစ်တဲ့အတွက်ပိုင်ရဲ့နောက်မှာနေရပေါ့နော်ဂျပန်ကီဒီအရေးတွေးပြနိုင်သားတွေအရှိမှာပေါ့နော်ခွန်ဆိုတာကလူလို့ရှိတဲ့တယောက်နှစ်ယောက်ပေါ့နော်အရေးတွေးပြနိုင်သားပေါ့ဒီအရေးတွေးပြနိုင်သားရဲ့အရှိမှာလေးဖြစ်ရမယ်ဆိုတော့ကီခွန်ပေါ့နော်ဒါဆိုရင်ကရိယာရဲ့နောက်မှာအရေးတွေးပြနိုင်သားရဲ့ရှိမှာပေါ့နော်ဆိုရင်ရမယ်ဒီမှာခင်ဗျဂျပန်ကီခွန်ကပ်ဘယ်နေရောက်သွားမလဲပေါ့နော်ဘယ်နှကောင်ယူလာလဲဒီမှာလာတာပေါ့နော်ဒီကောင်ဟုတ်ထို့ဘယ်နှကောင်ယူလာလဲဆိုရင်အောင်မာကီတွာခဘယ်နှကောင်ယူလာလဲအောင်မာကီတွာခနောက်ပြီးတော့ဘယ်နှခုရလာလဲဆိုရင်ဒိုင်းမာကီအန်ခဒိုင်းမာကီအန်ခဘယ်နှခုရလာလဲကြည့်မယ်ဗျဒီကွာချားချီပေါ့နော်ဒီထောက်ရန်နေဒီနေ့ဘယ်လိုကွာလဲဆိုတာကြည့်မယ်ဗျကျွန်တော်ဒီရမှာကဒီထောက်ရန်ဆိုတာကသူတလုံးဆိုလဲအဓိပ္ပာယ်ရှိရပေါ့နော်ထောက်ရန်ခါလို့မေးလို့ရတယ်ဟိုကကီဆိုရင်ကီခါလို့မေးလို့မရဘူးပေါ့နော်နောက်တစ်ခုကွာတာကထောက်ရန်ဆိုတာတဲ့ခံမှန်းချေအရေးတွေးကိုမေးတာပေါ့ထောက်ရန်ကခံမှန်းချေအရေးတွေးကိုမေးတဲ့အခါမှာသုံးတယ်ကီဆိုတာတိကျတဲ့အရေးတွေးကိုမေးတဲ့အခါမှာသုံးတယ်ပေါ့နော်ဘယ်လိုလဲဆိုရင်အောင်ထောက်ရန်ခဘယ်လောက်ယူမလဲပေါ့နော်ဒီကီနေမေးမယ်ဆိုရင်အောင်ကီတွာခဘယ်နှကောင်ယူမလဲပေါ့နော်ထောက်ရန်နေမင်းဘယ်လောက်ယူမယ်ဆိုရင်ကိုကဘယ်လောက်လို့ပြောလို့ရတယ်ပေါ့နော်ဒီကီနေကြဘယ်နှကောင်လဲဆိုရင်တစ်ကောင်နှစ်ကောင်အဲ့လိုမျိုးပေါ့ဒီကြလေးပြောဖို့လိုရတယ်ပေါ့နော်โอเคကီကတော့တဲ့နန်သားတွေအရှိမရှိရပေါ့နော်အရေးတွေပြနန်သားတွေအရှိမထားပေးရတယ်ပြောခဲ့လေကီကနန်သားတွေအရှိမရှိပြီးတော့မှာတဲ့ထောက်ရန်ကတော့အားလုံးမဲ့အနောက်ကနေပေါ့နော်အောင်ထောက်ရန်ကအဲ့လိုကရိယာရဲ့နောက်မှာလေးဖြစ်တဲ့အားလုံးရဲ့နောက်မှာနေတယ်ပေါ့နော်ဒီကီကကရိယာရဲ့နောက်မှာနေမယ်နန်သားတွေအရှိမပေါ့နောက်ဆိုရင်ကွာချားချီလေးရမယ်ထင်ပါတယ်ခင်ဗျဒါဆိုဖြည့်ကြည့်မယ်ဗျဘယ်နှကောင်လဲဆိုရင်ပြောမလဲပေါ့နော်ကီတွာခဘယ်နှကောင်လဲအောင်ကီတွာခဘယ်နှကောင်ယူမလဲပေါ့အဲ့လိုမျိုးလေးပေါ့နော်နောက်ပြီးတော့ဘယ်နှတခုကိုဘယ်လောက်လဲတကောင်ကိုဘယ်လောက်လဲဆိုရင်တွာလားထောက်လန်ခလာဆိုတာကိုပေါ့နော်တကောင်ကိုဆိုရင်ဘယ်လောက်လဲဆိုရင်တွာလားထောက်လန်ခတကောင်ဘယ်လောက်လဲပေါ့အန်လားထောက်လန်ခတခုကိုဘယ်လောက်လဲအဲ့လိုမျိုးလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီထောက်လန်နေရတိပြဿနာမရှိဘူးဒီကီနေမေးတဲ့အခါမှာကျွန်တော်တို့အရေးတွေးပြနန်သားလေးတွေကိုတည်ထားမှကျွန်တော်များမြင်လို့ရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့လက်ကြည့်ကမလို့ခင်မှာအရေးတွေးပြနန်သားလေးကိုအရင်ဆုံးလေ့လာကြည့်မယ်ဗျအရေးတွေးပြနန်သားတွေပေါ့နော်ဘာလဲဆိုရင်ကီလိုဂရမ်ဒီဈေးမှာဝယ်တဲ့1ကီလိုနဲ့ကီလိုခေါ်တဲ့ကီလိုဂရမ်ပါကီလိုဂရမ်ပေါ့နော်နောက်ပြီးတော့အကောင်တွေအထည်တွေပေါ့တစ်ကောင်နှစ်ကောင်ဖြစ်အဝတ်စားတွေရေးတဲ့အခါမှာတွာအကောင်အထည်ပေါ့နော်တွာနဲ့သုံးတယ်ပေါ့နော်နောက်ပြီးတော့အန်တစ်ခုနှစ်ခုရေးတဲ့အခါမှာအန်နင်းအန်ဆောင်အန်ပေါ့နော်အန်နဲ့သုံးတယ်နောက်ပြီးတော့ကြက်ဒီပတ်စံရေးတဲ့အခါမှာဘတ်နင်းဘတ်ဆောင်ဘတ်ကြက်နဲ့သုံးတယ်ပေါ့နောက်ပြီးတော့လူတွေရေးတဲ့အခါမှာတယောက်နှစ်ယောက်ဆိုရင်ခွန်1ခွန်အဲ့လိုမျိုးဆောင်ခွန်နဲ့သုံးတယ်ပေါ့နော်နောက်ခွက်တွေအချွေမှာတဲ့အခါမှာခွက်တွေသုံးတဲ့အခါမှာကဲအိုဆိုခွက်ပေါ့နော်နောက်ပြီးတော့ပလင်းအချွေပလင်းတွေပေါ့နော်ပလင်းဘီယာပလင်းတွေပေါ့ခွက်ပလင်းပေါ့နော်နောက်ပြီးဘူးတွေပေါ့နော်ဘူးတွေကကရပောင်ဘူးတွေအိတ်တွေပေါ့နော်အိတ်ဆိုလေးဆိုက်တွေပါတွေကကရပောင်ခေါ်ပေါ့နော်နောက်ကပ်ဖာတွေကဘယ်လိုခေါ်လဲဆိုကလောင်ကောင်နင်းကောင်ဆောင်ကောင်အဲ့လိုမျိုးပေါ့နော်ကောင်နေသုံးတယ်ပေါ့အိတ်ကထုံအိတ်ပေါ့နော်အိတ်နဲ့အိတ်ကိုထုံအစီကားတွေပါရေးတစည်းနဲ့စီးကခံတစည်းနဲ့စီးပေါ့နော်အစုံကိုဟိုဘယ်လဲအင်ကြီးဝက်စုံတွေပေါ့နော်တစုံနှစ်စုံကိုဘယ်လိုရေးလဲဆိုရင်ချူအစုံနှစ်စုံပေါ့နော်နောက်တစ်ခုအရန်နေစုံတွဲဥမာဖက်နဲ့ဆိုရင်တရန်နဲ့ရန်နေစုံတွဲနှစ်ခုပေါင်းမှတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ခူးတစ်ခု1ခုပေါ့နော်ခူးနောက်ပြီးတော့အချက်အပြားတွေရွာတွေရေးတဲ့အခါမှာပေါ့နော်အပြားတွေအချက်တွေရေးတဲ့အခါမှာဖန်အဲ့နင်းဖန်ဆောင်ဖန်လို့ပေါ့နော်အလုံးတွေပေါ့အသီးတွေပါအလုံးတွေတစ်လုံးရေးတဲ့အခါမှာလူအလုံးပေါ့နော်
နောက်ပြီးတော့ T အခါပေါ့နော်အခါတစ်ခါနှစ်ခါပေါ့နော်တစ်ခါနှစ်ခါလောက်တဲ့သုံးတဲ့ခါမှာ T နဲ့သုံးတယ်ပေါ့1 T 2 T အဲ့လိုမျိုး T ပေါ့နော်အကျင်ပေါ့နော်ဆေးပဲတောက်တဲ့ခါမှာတစ်ကျင်နှစ်ကျင်တောက်ရတယ်အဲ့လိုမျိုးပေါ့နော်3ကျင်အဲ့မှာကျင်အောင်ခရံအကျင်ပေါ့နော်နောက်ပြီးတော့ထဲဝက်တဝက်ပေါ့နော်တစ်ခုရဲ့တဝက်ဆိုရင်ครึ่งหนึ่งအဲ့လိုပေါ့နော်တဝက်ထဲဝက်ပေါ့နော်ครึ่งနောက်ပြီးတော့အပတ်စင်နေအလှဲ့တွေပေါ့ဒါကတော့ဟိုတပတ်တို့တပတ်ပတ်တာတို့အလှဲ့တွေပေါ့နော်တစ်ခေါက်လောက်တာနှစ်ခေါက်တာပေါ့နော်ဥပမာဆေးတုပ်တဲ့ဆိုရင်တစ်ခေါက်တုပ်ပြီးနှစ်ခေါက်တုပ်ပြီးဆိုရင်1 rop rop မသုံးတယ်ပေါ့နော် rop 1 rop 2 rop အဲ့လို rop အပတ်စင်အလှဲ့ပေါ့နော်နောက်ပြီးတော့အမြင်အတန်းအခုအမြင်လေးတွေပါရေးတဲ့အခါမှာတော့အတန်းနေကျိုးတွေပေါ့နော်တစ်ခုခုအရှိလက်ရှိဟာတွေရေးတဲ့အခါမှာเส้นသုံးတယ်ပေါ့နော်1 เส้น2 เส้นဥပမာတန်နေပါရေးတဲ့အခါမှာတော့နော်เส้นဒီနေ့ကဒီလောက်ပါပဲခင်ဗျနောက်နေ့မှလေးကြည့်ခိုင်းလို့ခင်ဗျအဲ့ဒီနည်းလေးတွေကိုအရင်ကြည့်ထားပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ